မင်္ဂလာရှိတဲ့ကျွန်တော်တို့ညချမ်းလေးပါတကုတ်တော့ကိုအမှန်တကယ်အားပေးပြီးစောင့်နေအားပေးတဲ့ကိုမအားလုံးပဲတရားမချင်အကုန်လုံးပဲဝင်လာခဲ့ပါအောင်နော်ကဲဝင်လာတဲ့အားလုံးပဲတူတောက်မချင်လက်မလေးတွေတန်းပြီးနှိပ်ပါ channel ကို subscribe နှိပ်ရသေးတဲ့ကိုမအားလုံးကပထမဆုံး channel လေးကို subscribe နှိပ်ပြီးအများမြင်အများတွေ့အများပအောင် share လို့ရမယ့်နေရာလေးတွေမှာ share မယ်မျှဝေလို့ရမယ့်နေရာလေးတွေမှာမျှဝေပေးပါကဲဒီညနေမှာတော့ကျွန်တော်ရှစ်ထိပ်တရက်ပိတ်နဲ့81ကနန်းစိမ့်တော့မစင်သွားဘူးနက်ခက်ဒီစင်သွားပါတယ်ဒီနက်ခက်ဗျာကျွန်တော်တို့เนาะဒီတနေ့ကမှဘယ်လိုလေးပြောတယ်မနက်ကဝိုင်းကြီးလေးတွေမှန်နေရွေးချယ်မှုလေးတွေလိုအပ်သွားတယ်ဒီညနေမှာလည်းကျွန်တော်နက်ခက်ကြိုက်လို့တကွက်ကောင်းကိုကျွန်တော်နက်ခက်နဲ့ချတာဒီနက်ခက်ကြီးစင်းလာမယ်ဆိုတာလည်းသိတယ်เนาะအဲ့ဒီစင်းတော့မယ်ဆိုတာသိတယ်ဒီတကွက်ကောင်းကြီးတော့69ချတာအဲ့ဒါကျွန်တော်တို့เนาะထွက်သွားတာ81အဲ့ဒါကျွန်တော်တို့ဒါနက်ခက်တော့နက်ခက်ပါပဲဒါပေမဲ့ကျွန်တော်တို့မဟုတ်တဲ့နော်ကျွန်တော်တို့မပါတဲ့နက်ခတ်ပေါ့နော်ဒါပေမဲ့ကျွန်တော်တို့နက်ခတ်သမားတွေတော့ရကြမယ်ထင်ပါလေကဲတော့ဒီပရိုဂရမ်လေးကိုတွေ့ကြည့်မယ်ကျွန်တော်တို့ဒါ comment လေးတွေမှာ okay လေးတွေမှတ်မယ်ကဲမင်္ဂလာရှိသွားအောင်ဗျာမနေ့ကဘုံတုံးလေးရောက်လာပြီအဲကျွန်တော်အကုန်လုံးမင်္ဂလာရှိအောင်ကျွန်တော် okay လေးတွေမှတ်မယ်မင်္ဂလာပေါင်းနဲ့ပြီးဆုံးကျွန်တော်မင်္ဂလာပါဆိုပြီးတော့အကုန်လုံးမှတ်ပါမယ်ပြီးရင်လိုက်လက်မလေးတွေတယောက်မှချင်ဝင်လာတဲ့လက်မလေးတွေတန်းစီပြီးနေအကုန်မတွေအားလုံးကိုပေါက်စေခြင်းနဲ့ရစေခြင်းနဲ့မနေ့ပြန်ဘုံတုံးလေးတနေ့ကုန်ပါလေကျွန်တော်တို့ဒါအောက်ကလေးတွေမိစေခြင်းနဲ့အဲ့ဒီတော့ကျွန်တော်တို့ဒါမနေ့ပြန်အတွက်သွားပါမယ်။လက်ရှိကတော့ကျွန်တော်တို့ကနန်းစိမ့်ထပ်မလာဘူးပေါ့ဒီညနေကတော့ကျွန်တော်တို့ရှင်းတဲ့တစ်ကနန်းစိမ့်တော့မဟုတ်လာခဲ့ဘူးเนาะကနန်းစိမ့်က၄လုံးကျန်မယ်ကျွန်တော်တို့36ခု9ပေါ့36ခု90ကနန်း၄လုံးကျန်နေတယ်ကနန်းစိမ့်က81တယ်ဗျာနော်ရှင်းလိုက်ပါကနန်းစိမ့်တစ်လုံးတော့ကတ်လိုက်ပါလားလို့နော်81ရနော်ဒါပေမဲ့ကျွန်တော်နက်ခက်တော့နက်ခက်နော်ဒီနက်ခက်ကြီးကတော့မကြိုက်ဘူးဒါပေမဲ့ဒီနက်ခက်ကတော့ကြိုက်တယ်လေဒါပေမဲ့အဲ့ဒီအကွက်ကိုနော်ကိုကနက်ခတ်ထဲမှာဆိုအကြိုက်ဆုံးက6ကိုလို့ပါညာအဲ့ဒီထဲမှာအကြိုက်ဆုံးဖြစ်နေတော့လေနော်ဒီကွက်ကောင်းနက်ခတ်ကိုင်းနေနော်ဒါတစ်ခွက်ဒါပေမဲ့81ပါညာမန်းတွေမန်းကြပါတယ်ဒါပေမဲ့ကျွန်တော်အကြိုက်ကတော့ဒါတစ်ခွက်ကောင်းရွေးချယ်မှုမှာ69ရွေးချယ်ပေးတယ်နော်ဒါပေမဲ့နက်ခတ်တော့နက်ခတ်ပါပဲကဲလက်မလေးလေးပဲ okay လေးတွေမှမင်္ဂလာပါကဲ channel ကို subscribe မလုပ်ရသေးဘူးဆိုရင်ပထမဦးစွာ channel လေးကို subscribe နေပါအဲ့တော့မနက်ဖြန်ကျွန်တော်တို့26ရက်နေ့တည်းသွားပါမယ်25ရက်နေ့မှာ25ဆိုပြီးတော့ဆင်းထားလို့26ရက်နေ့26ရက်များဆင်းလာပါလိမ့်ဒီနေ့เนาะ25ရက်နေ့ကို25ဆင်းသွားတယ်เนาะ26ရက်နေ့ကို26ပေါ့အဲ့တော့ဒီနေ့ကကျွန်တော်တို့6နဲ့တည်ထားတယ်เนาะအဲ့တော့8ထိပ်စီးလာပြီအဲ့6ကိုတတိထားပါအကိုမှလည်းဒီ6ကကျွန်တော်တို့ခဏတတိမပေးခြင်းဘူးဒီ6เนาะတော်တော်လေးကောင်းပါတယ်အဲ့တော့အဖောင်းသမားတွေကတော့ကိုလို့ဆရာကြီးတက်လို့ပါမနက်ဖြန်တလင်ကိုမှာတော့เนาะဒါပေးထားတဲ့အတိုင်းပဲဆက်လုပ်လိုက်ပါเนาะကျွန်တော်ပြောပြီးအဲ့တော့ပေးထားတဲ့အတိုင်းပဲဆက်လုပ်ပါမယ်အဖောင်းသမားတွေကကိုလို့ဆရာကြီးတက်လို့ပါเนาะမနက်ဖြန်တလင်ကိုကြံပါသေးနော်အဲ့တော့အစီအမံပါလိမ့်မယ်ကဲတော့နေတဲ့သမားလေးတွေကကျွန်တော်ထုံးစံတိုင်းပဲကျွန်တော်မနက်ဖြန်ကိုကီးပြောပြီးမယ်အချိန်လေးပြောပြီးမယ်အဲ့ဟာလေအဓိကကျွန်တော်အကွက်လေးတွေရွေးထုတ်ပြီးမယ်အဲ့ဒီအကွက်တွေပဲကစားပါမယ်အခုခေါ်ပြီးမယ်အခုခေါ်ပြီးတဲ့ခဏလေးတွေကိုလိုက်ပြီးတော့မှန်ပေးပါကျေးဇူးပြုပြီးတော့လိုက်ပြီးတော့မှန်ပေးမယ်ပြီးရင် okay မင်္ဂလာပါမလိုက်လက်မလေးတွေနေ channel ကို subscribe နှိပ်အားလုံးပဲအဲ့တော့မနက်ဖြန်တရက်ပြီးတော့ကျွန်တော်တို့ဒါချင်းနေသေးရပြီเนาะကျွန်တော်တို့ဒါကြာသာပေးတော့ကြာလေးဘယ်လုံးလေးတွေဆက်ပြီးတော့လာလိုက်ရေမလားဒါခံမှန်းလို့ရပြီပေါ့เนาะဒါပေမဲ့မနက်ဖြန်ဗုဒ္ဓုံလေးတနေ့ကျန်အောက်ဒါ3ရက်မြောက်လေးပေါ့เนาะဒါဂျားရက်လာပြီပေါ့เนาะအဲ့ဂျားရက်မှာကျွန်တော်တို့ဒါအောင်ဝလေးတော့ကျွန်တော်တို့ခံချင်ပါတယ်အဲ့ဒါကြောင့်ကျွန်တော်မနက်ဖြန်ကိုကျွန်တော်ရွေးချယ်ထားတဲ့အကွက်တွေပဲနေတဲ့သမားတွေကကစားပါမယ်အဖောင်းသမားတွေကထုံးစံတိုင်းပဲကျွန်တော်ရွေးချယ်ပေးထားတဲ့เนาะကျွန်တော်ပေးထားတဲ့ဟာလေးတွေပဲကျွန်တော်ကစားပါအဖောင်းသမားတွေเนาะကဲတော့မနက်ဖြန်ကိုကျွန်တော်ဝိုင်းလေးပြောပေးမယ်လိုက်ပြီးတော့ရေးပါလိုက်ပြီးတော့မှတ်ပါเนาะဝိုင်းလေးစပြီးတော့ခေါ်ပေးမယ်ဝမ်ကြီးကတော့ကြိုက်တယ်เนาะကီးတွေကလည်းကျွန်တော်တို့ကမနက်ပိုင်းမှာတောက်လျှောက်မိထားတယ်ဟောဝင်ညနေပိုင်းကျတော့ကျွန်တော်တို့အကြိုက်တွေကเนาะအကြိုက်တွေနဲ့เนาะဘယ်လိုပြောရမလဲဗျာဒီနက်ခတ်ကူတာเนาะအဲ့အကြိုက်လုံးနဲ့ရှစ်တွေတည်တာတွေ့နေတာကျွန်တော်တို့မိကိုမိရမှာဒါပေမဲ့ကျွန်တော်အကြိုက်ကဒီကနန်းစိမ့်လေးပဲသွားကြိုက်မိတာကစ်ထားပါအဲကျွန်တော်မနက်ဖြန်တက်သွားပါမယ်အဲ့တော့မနက်ဖြန်ကျွန်တော်ရဲ့အချိန်လေးစပြီးတော့ပြောပြမယ်เนาะအချိန်လေးမပြောရင်ကျွန်တော်ကီးပါဗျာเนาะကီးလေးစပြီးတော့ပြောပြပါမယ်เนาะအဲ့တော့ကျွန်တော်မနက်ဖြန်မှာကျွန်တော်အကြိုက်ဆုံးကီးဒီเนาะ358ဒီကီးเนาะ358ဒီကီးပါအဲ့တော့ကီးကကျွန်တော်တီထားရုံပါเนาะ358ဒီကျွန်တော်ကကီးကန်တယ်เนาะအဓိကတီထားရုံပါပဲပြီးရင်အချိန်ပြောမယ်သူကပြီးမဲ့ဆိုရင်358ကိုသူကပြီးမဲ့ဆိုရင်ပေါ့เนาะ358ကိုကျွန်တော်ခွန်3ညနှင်းနဲ့ပြီးဖို့ရှိတယ်358ကိုခွန်3ညနှင်းနဲ့ပြီးဖို့ရှိတယ်เนาะပြီးမဲ့ဆိုရင်358ကိုတနေ့ကုန်ပေါ့เนาะတနေ့ကုန်မှာဒါတနေ့ကုန်ဇာတ်ကိုပြောပြဒါပေမဲ့ကျွန်တော်မနက်ဈေးကိုကျွန်တော်ရွေးထုတ်ထားတဲ့အကွက်ပဲကစားမယ်သူက358ကိုခွန်3ညနှင်းနဲ့ပြီးဖို့ရှိတဲ့နေရာတစ်ခုမှာကျွန်တော်မနက်ဖြန်အောင်တော့เนาะအချိန်လေးပြောပြပေးမယ်ကျွန်တော်အကြိုက်ဆုံးအချိန်ကကျွန်တော်မနက်ဖြန်ကို38အချိန်နဲ့သွားပါမယ်မနက်မှာကျွန်တော်အကြိုက်ဆုံးအချိန်ဒီ38အချိန်မှာပါဝါဆုံးပါဝါအချိန်နဲ့ကျွန်တော်သွားထားပါတယ်38တလုံးကြ38အချိန်နဲ့သွားပါမယ်358ဒီကီเนาะအချိန်ကတော့ကျွန်တော်တို့ဒါ38အချိန်နဲ့သွားပါမယ်เนาะရွေးချယ်
ပေးမယ်အကွက်လေးတွေလိုက်ပြီးတော့မှတ်မယ်ကဲလိုက်ပြီးတော့ရေးပေးပါဦးနော်ဒါရုပ်ကြီးလေးတွေ okay လေးတွေမှတ်မယ်နော်အားလုံး fighting မှာနော် fighting မှာနော်ကျွန်တော်တို့အောင်ပွဲတွေကအပြည့်ခံရမှာပါကျန်တဲ့ဒီနေ့မှာအောင်ပွဲအပြည့်ပေါ့နော်အောင်ပွဲအပြည့်ပါအဲ့တော့358ဒီကီ38အချိန်မှာ3နှစ်ပတ်တိုင်းလိုက်ပြီးတော့မှတ်ပါလိုက်အကွက်လေးတွေကျွန်တော်ဒီညဘက်ကလိုက်မလို့နော်ဗီဒီယိုဖိုင်ပဲတင်ပေးတယ်အဲ့တော့ညဘက်တွေနော်ဒါ ACC အကူမလည်းနားလို့ရတာပေါ့နော်ဒါဗီဒီယိုဖိုင်လေး ACC ကြည့်ပါဒါပြီး okay လေးတွေမှတ်ပြီးနော်3နှစ်ပတ်တိုင်းလိုက်ပြီးတော့မှတ်ပါ3နှစ်ပတ်တိုင်းကျွန်တော်3နှစ်36နော်3နှစ်36 3ခွန်39ပါ32 36 39 39အဲ့ဒီနောက်ကျောကထိုးရလားပါလားအုပ်လွဲလားဒီနာကြီးကအကျော်ကြီးကတင်း3နှစ်36 3ခွန်39ပါ3နှစ်36 3ခွန်39အကြိုက်ဆုံးနှစ်ကွက်ကိုရွေးချယ်ပေးမယ်အကြိုက်ဆုံးနှစ်ကွက်ဒီ32ရယ်30ခွန်ရယ်အကြိုက်ဆုံးအဲ့တော့အပြင်ဝင်းနှစ်ကွက်ထပ်ပြီးတတိပေးမယ်အပြင်ဝင်းနှစ်ကွက်ဒီ6လေး6ခွန်ပဲတော့မပြောင်းလဲဘူးတော့အပြင်ဝင်းနှစ်ကွက်ဒီ6လေး6ခွန်ပြီးကျွန်တော်တို့ဒါချမ်းမွေး34 35ဒတိထားပါနော်ဟောအပြင်ဝင်းသမားရယ်နော်38အချိန်3နှစ်ပတ်တိုင်း3နှစ်36 3ခွန်39အကြိုက်ဆုံးနှစ်ကွက်ဒီ32နဲ့30ခွန်အကြိုက်ဆုံးနှစ်ကွက်ဒီ3နှစ်3ခွန်အကြိုက်ဆုံးကဲတော့3နှစ်ပတ်သက်ပြီးသွားပြီဆိုတော့10နှစ်ပတ်သက်ပြီးဆက်ပြီးတော့သွားမယ်လာပြီးတော့မှတ်ပေးပါ10နှစ်ပတ်သက်ကျွန်တော်အကြိုက်ဆုံးကွက်တွေကျွန်တော်10နှစ်10နှစ်85 86 8ခွန်ပါနော်10နှစ်85 86 8ခွန်82 85 86 80ခွန်10နှစ်85 86 8ခွန်10နှစ်85 86 8ခွန်မှာအကြိုက်ဆုံးနှစ်ကွက်တွေအကြိုက်ဆုံးနှစ်ကွက်တွေ82 80ခွန်အကြိုက်ဆုံးမှာ82ရယ်80ခွန်ရယ်အကြိုက်ဆုံးမှာเนาะအကြိုက်ဆုံးမှာကြရပြီเนาะအဲ့တော့အပြင်မိန်းလေးဆက်သွားမယ်เนาะအပြင်မိန်း3ကွက်ဒီเนาะအပြင်မိန်း3ကွက်ဒီเนาะ51 56 5ခွန်เนาะ51 56 5ခွန်ဒါဒီအပြင်မိန်းမှာအဲ့မှာကျွန်တော်50ခွန်လို့ပါကျွန်တော်တတိထားတဲ့ထဲမှာပါတယ်50ခွန်လို့ပါလေအရင်ကြိုက်ထဲမှာပါတယ်ပေါ့ဒါပေမဲ့ကျွန်တော်အပြင်မိန်းထဲမှာထည့်ပေးထားတယ်တခွက်ကောင်းလို့တော့ကျွန်တော်ပြီးရင်ပြပြပေးမယ်တခွက်ကောင်းလေးလိုက်ပြီးတော့မှတ်မယ်နော်ကဲတော့အပြင်မိန်းကကျွန်တော်51 56 50ခွန်ဒါဒီအပြင်မိန်းမှာပြန်ခေါ်ပေးမယ်တခွက်ကောင်းလေးမပြောသေးခင်ထောက်ကြကျွန်တော်ပြန်ပြီးတော့ခေါ်ပေးပါမယ်တခွက်ကောင်းမပြောရသေးနော်လိုက်ပြီးတော့ရေးပေးပါကဲ okay လေးတွေမှတ်မင်္ဂလာပါမှတ်မများလေးမှတ်ပါမများလေးမှတ်နော်မများလေးမှတ်မှာမများ okay မယ်မများမင်္ဂလာရှိမယ်ဒီနေ့ကကတ်သီးလေးတွေဗျာကတ်သီးလေးတွေနော်ကိုကြိုက်တာလေးတွေကနော်အပြည့်အဝလေးတွေမဖြစ်ဘူးဖြစ်နေတယ်နော်နက်ခက်လည်းရတင်တယ်မနေ့က93ညာချင်းနဲ့ဒီ52ကိုမီးတင်တာနော်မနက်ဖြန်တော့ပါမယ်နော်မနက်ဖြန်နော်အဓိကတော့ကျွန်တော်တို့အခုပြောပြတဲ့အကွက်တွေပဲလိုက်ပြီးတော့မှတ်ပြီးတော့ကစားလိုက်ပါနော်နေ့ရက်သမားတွေနော်ပြန်ခေါ်ပေးမယ်38အချိန်3နှစ်ပတ်သက်3နှစ်36 3ခွန်39ပါအကြိုက်ဆုံးနှစ်ကွက်32 30ခွန်ရှင်းတဲ့ပတ်သက်ရေး8နှစ်85 86 8ခွန်ပါ82 85 86 80ခွန်အကြိုက်ဆုံးနှစ်ကွက်ကိုထပ်ရွေးချယ်ပေးမယ်အမှအကြိုက်ဆုံးနှစ်ကွက်ကတော့82နဲ့80ခွန်အကြိုက်ဆုံးပါအဲ့တော့အပြင်မိတ်တစ်ခေါက်ပြန်သွားမယ်အပြင်မိတ်တစ်ခေါက်ဒီကျွန်တော်တို့5 1 5 6 5ခွန်ကဲတော့တခွက်ကောင်းလေးပြောပြီးမယ်တခွက်ကောင်းကြီးမနှက်ဖြန့်အောင်ကျွန်တော်တို့3 break တခွက်ကောင်းချထားတယ်เนาะမနှက်ဖြန့်အောင်3 break တခွက်ကောင်းချထားတယ်ခံမှန်းကြည့်ပါအဲ့တော့မနှက်ဖြန့်အောင်ကျွန်တော်တို့3 break နဲ့တခွက်ကောင်းအဲ့တော့ကိုကြိုက်တာကိုမှတ်မယ်တခွက်ထဲပဲမှတ်မယ်အများမှန်เนาะတကွက်သေးပဲထင်ရမှန်းချလိုက်ဒီညနေလေကျွန်တော်နက်ခတ်တကွက်ကောင်းမှန်းကြပါတယ်87ပါးကြလဲမှန်းကြတယ်တွေ့ပါတယ်เนาะဒါ84ကြိုက်တဲ့လူတွေတော်တော်များများတွေ့တယ်ဒါပေမဲ့ကျွန်တော်ရွေးချယ်မှုကတော့69ပြည့်ခဲ့တယ်ပေါ့เนาะအဲ့တော့မနက်ဖြန်မှာတော့ကျွန်တော်3 rate တကွက်ကောင်းချထားပါတယ်ခံမှန်းကြည့်ပါအဲ့တော့3 rate ဘာများဖြစ်မလဲပေါ့เนาะကိုကြိုက်တာကိုမှတ်မယ်တကွက်သေးပဲမှတ်မယ် channel ကိုအဓိကအဖြစ်ဆရာ channel ကို subscribe နှိပ်ပြီးထားပါเนาะဒါဒီ channel ကတော့ကျွန်တော်ကိုယ်အကောင့်အဆင့်မှာပါအဲ့ဒီ channel ကကျွန်တော်တို့ဒါ subscriber 4 သိန်းပြီးတော့ပါမယ် subscriber 4 သိန်းပြီးတော့မယ်အဲ့တော့4 သိန်းပြီးအောင်ကူညီပေးပါအောင်เนาะကတော့ update ဆိုရင်ဒီ channel ကြီးကို4 သိန်းပြီးအောင်ကူညီပေးပါเนาะဒီ channel မှာတော့ကျွန်တော်တို့ဒါဒီထားတဲ့ဒီရတော်လေးမှာပြန်ပြီးတော့လွှင့်ပေးနေရပေါ့เนาะဟောအရင်လာတွေမလွှင့်ဖြစ်ဘူးเนาะဒီ channel ကပဲကျွန်တော်အဓိကလွှင့်ပေးမယ်เนาะကဲအဓိကအဖြစ်ဒီ channel မှာအများကြီးရှိမှာဖြစ်တဲ့အတွက်ကြောင့်ဒီ channel ကို subscribe တာနေပြီလားနော်ကဲဒီဘက်ကောင်းလေးပြပြပေးလိုက်မယ်ဒီဘက်ကောင်းလေးမဖြစ်မနေထိုးမယ်ကျွန်တော်တို့ဒါ3 rate ဖြစ်တဲ့3ထိပ်3ညာဘိန်းနဲ့30ဒီဘက်ကောင်းပါမနေ့ပြန်မှာကျွန်တော်အကြိုက်ဆုံးကွက်ဒီ3ထိပ်3ညာဘိန်းနဲ့30ဒီဘက်ကောင်းပါအကြိုက်ဆုံးကွက်တည်းဒီကွက်ပေါ့ဗျာနော်3ထိပ်3ညာဘိန်းနဲ့30ဒီဘက်ကောင်း
နော်ဒါတော့ကြိုက်ရင်တော့လိုက်ကစားပါမကြိုက်ဘူးဆိုရင်တော့မကစားပါနဲ့3ထိပ်3ညာပိတ်30ပါကဲအားလုံးပဲအစီအမီကြပါစေမနေ့ပြန်ရတော့ကျွန်တော်စောစောလေးလှည့်နေလှည့်မယ်2နာရီလောက်မှလှည့်နေလှည့်မယ်အဲ့တော့နော်စောစောလှည့်ရင်တော့စနစ်ခွဲကိုလှည့်လှည့်မယ်ဒါမှမဟုတ်နောက်ကြရင်လည်း2နာရီလောက်မှလှည့်နေလှည့်မယ်အဲ့တော့နော်စနစ်ခွဲတစ်ချက်တက်ရှိပေါ့ကိုသူကလိုက်မရှိဘူးဆိုရင်2နာရီလောက်မှပြန်ဆောင်ကြည့်ပေါ့နော်အဲ့တော့အခုလောဆယ်နော်မပြောသေးကြတော့မပြောသေးဘူးနော်ဒါမနေ့ပြန်စကူခဏအစောရရလေကျွန်တော်အစောကြီးတက်ပြီးတော့တက်လာခဲ့ပါမယ်နော်ကဲအားလုံးပဲတက်တာပါဗမိုက်ပါနော်အားလုံးပဲကန်ကောင်းကြပါစေနော်ခုနိုင်ပါအိမ်မက်လမကြပါစေမနေ့ပြန်လည်းကျွန်တော်တို့ဒါအောင်မလေးတွေခံနိုင်ကြပါစေကိုယ်စတောင်းပေးလိုက်ပါတယ်ကြည့်တော့မနေ့ပြန်7 နာရီ10မိနစ်စီမှာတိုင်းစီမှာငွေထုတ်နိုင်ကြပါစေလို့နော်ဒါတောင်းပေးလိုက်ပါတယ်